ကိုယ့်ရဲ့မရည်ရွယ်ဘဲနဲ့လှုပ်လိုက်တဲ့ကိစ္စတစ်သေးလေးတစ်ခုကကိုယ့်ရဲ့နောက်မျိုးဆက်30လောက်အထိကိုခေါင်းပေါ်ငှက်ချီးပါချတဲ့တံကိုခံရစေနိုင်တယ်ဆိုတာသိရင်ရှောင်နိုင်မလားမသိဘူးစဉ်းစားကြည့်ဗျာဒီနေ့ကိုကလမ်းလျှောက်နေတော့မှကြီးကန်းတစ်ကောင်ကကိုယ့်ရဲ့ရှေ့ကိုအစာလာစားနေမယ်ကိုကလည်းအဲ့ဒီကြီးကန်းကိုစားနောက်ချင်လို့ပဲဖြစ်ဖြစ်ဒါမှမဟုတ်သူ့ကိုလန့်အောင်လို့ပဲဖြစ်ဖြစ်ဗျာဟေးဟေးဟိုးဟိုးဆိုပြီးတော့ဒီလမ်းပြီးတော့ခြောက်လိုက်မယ်ဒါမှမဟုတ်ချောင်းနဲ့လမ်းကန်လိုက်မယ်ဒါမှမဟုတ်အဲ့ကောင်ကိုခဲနဲ့လမ်းပေါက်လိုက်တယ်ဆိုပါတော့ဗျာဒီကိုယ့်အတွက်တော့ဒါတာမန်ကိစ္စလေးပဲဒီ9မိနစ်10မိနစ်လောက်နဲ့မေ့သွားအိမ်ရောက်ရင်ဘာမှမသိတော့ဒါပေမဲ့အဲ့ဒီကြီးကွမ်းတို့စကွက်မှာကြတော့ဒီကိုယ့်ရဲ့မျက်နှာသွင်းများဒီသူတို့အတွက်တော့ကမ္ဘာအဆင့်မြင့်ဆုံးဒီ FBI database တွေက wanted list အဖြစ်ကိုရောက်သွားပြီလို့မှတ်လိုက်တော့ဒါဟာပုံမြင်မဟုတ်ဘူးနော်တိတ်ဘက်ပညာရှင်တွေကတကယ်စမ်းသပ်ထားတာကြီးကန်းတွေကလူတစ်ယောက်ရဲ့မျက်နှာကိုနှစ်ပေါင်းများစွာအထိသူတို့ကမှတ်မိနိုင်စွမ်းရှိတယ်ပို့ပြီးတော့ဆိုတဲ့အချက်ကအဲ့ကောင်တွေကအတင်းပြောတတ်တာပဲကိုကတော့အိမ်ပြန်ပြီးတော့အေးဆေးလေးအိတ်နေဒါပေမဲ့အဲ့ကောင်တွေကတော့မပြီးဘူးဗျသူတို့ကြီးကန်းတအုပ်လုံးဝိုင်းထိုင်ပြီးတော့ဟိုကောင်ပုံစံနဲ့ကောင်မျက်လုံးပြူးနှာခေါင်းပြည့်နဲ့ကောင်အောင်ငါ့ကိုရန်လောက်တယ်ဆိုပြီးတော့ဒီကိုယ့်ရဲ့မျက်နှာကိုဘာရယ်ဖြစ်အောင်သူတို့ရဲ့ရက်ွက်ထဲမှာဖြန့်လိုက်တယ်သူတို့မှာကျွန်တော်တို့ပိုကောင်းတဲ့ဒီ face recognition system လို့ခေါ်တဲ့မျက်နှာကိုမှတ်မိတဲ့ system တွေကသူတို့စီမှာရှိနေတယ်ကဲဆိုပါတော့နောက်တစ်ခါကိုကအဲ့လန်ကိုဖြတ်သွားရဲသွားကြည့်ကိုကိုတခါမှမမြင်ဘူးတဲ့ကြီးကန်းအစ်စ်ကတော့မှကိုကိုတွေ့ရနဲ့အာဆိုပြီးတော့ဟက်ကောင်နဲ့ဝိုင်းဆဲတော့မှာကိုကလည်းစဉ်းစားမှာပေါ့ဟာဒီကောင်ဘာလို့ငှောက်မှာ live on နေရလဲပေါ့တကယ်တော့အဲ့ကောင်တွေကကိုကိုဘုံကျဲဖို့တနည်းအားဖြင့်ပြောရင်ကိုခေါင်းပေါ်ဒီကောင်တွေကကြီးပါချဖို့အပေါ်ကနေသတင်းပေးနေကြတာဒီသူတို့ရဲ့အညိုတေးတွေကဒီကိုနဲ့တင်ပြီးသွားလားဆိုတော့မဟုတ်သေးဘူးသူတို့ရဲ့ဒီသားသမီးတွေပါသူတို့ကဒီကိုမျက်နှာယူမှတ်မိအောင်တင်ပေးထားခဲ့သေးတာဒီပုံစံနဲ့လူဒီပုံစံနဲ့ဘဲကိုတွေ့ရင်ဝိုင်းပြီးတော့လက်စားချေချဝိုင်းပြီးကြီးပါချကြဆိုပြီးတော့ပေါ့ဒါကြောင့်မလို့ဒီကိုနဲ့မျက်နှာချင်းစင်တူတဲ့ကိုရဲ့ဒီသားသမီးတွေမြင်းမြစ်တွေလမ်းလျှောက်တဲ့အခါဆိုရင်လေဒီငှက်ချေးအမြဲပါခံနေရပြီဆိုရင်အဲ့ဒါကိုကြောင့်ဆိုတာသူတို့သိသွားရင်ဆက်တော့ဆက်စရာကြီးဒါမှမဟုတ်လေကျွန်တော်တို့ခေါင်းပေါ်အမြဲချီးပါချခံနေရတာကျွန်တော်တို့အဖိုးကများကြီးခေါင်းခဲနဲ့ထုခဲ့လို့လားမသိဘူးကျွန်တော်တို့ကကိုဒီ IT နည်းပညာရေးနဲ့အတိတ်ကမှစမတ်ချလိုက်တယ်ကျွန်တော်တို့ကကိုထင်နေရလူသားတွေကဒါပေမဲ့တဘာဝတရားကြီးမှာတော့ကျွန်တော်တို့ထပ်ပို့ပြီးတော့ကြောက်စရာကောင်းတဲ့ဒီမှတ်တမ်းမှတ်ရတွေကရှိနေတတ်ပါတယ်ကို့အတွက်သိပြီးတော့မထူးဆန်းတဲ့တာမန်လောက်ရလေးတစ်ခုကအခြားတဘာဝတကောင်အတွက်တော့ဒီမျိုးရိုးစင်ဆက်လက်စားချေရမယ်ရန်သူတော်စင်းထဲမှာကိုကပါသွားနိုင်ပါတယ်ဒီခါလေးကျွန်တော်တို့ကန်ဆိုးနေရတွေကအရင်ကငါတို့ရန်လုံမိခဲ့တဲ့ဒီကြီးကန်းတွေရဲ့ကျိန်စာများလားလို့တွေးကြည့်တယ်တွေးကြည့်စရာကျင်စရာပဲဒါကြောင့်မို့လို့နောက်တစ်ခါကြီးကန်းနဲ့တွေ့မယ်ဆိုရင်သွားပြီးတော့မချောင်းနဲ့သွားပြီးတော့ခဲနဲ့သွားမပေါက်နဲ့လို့ပြောလိုက်ဆရာကြီးနေကောင်းလားခင်ဗျာလို့နှုတ်ဆက်လိုက်ပို့ပြီးတော့ဘေးကင်းနေတယ်ဆိုရင်တော့မုံလေးပါလေးဟိုကျွေးလိုက်ပါဗျာ